ဆရာတော်ဘုရားကြီးတပည့်တော်စိန်ထွန်းဒီယုံနံကိုသဘောပေါက်ရမယ်နားလည်ရမယ်သိရမယ်ဒီယုံနံကလည်းပဲဖြစ်ပုံပြက်ပုံနဲ့ပတ်သက်ပြီးတော့ကာစိတ်ကုတုအာဟာရဆိုတော့စိတ်ကတော့တပည့်တော်အခုအသက်စဉ်းစားနေတဲ့အခါမှာစိတ်အကြောင်းကိုနည်းနည်းကိုယ်သားစိတ်ကိုမနိုင်တာသို့တော့စိတ်အကြောင်းကိုနည်းနည်းသဘောပေါက်ပါတယ်ဗျာဥဒုအခုလည်းပဲခံစားနေရတဲ့အတွက်ကိုခံစားမှုပေါ်မှာတည်ပြီးတော့သဘောပေါက်ပါတယ်ဗျာအာဟာရကိုကစားနေတဲ့အစတော့ပေါ်မှာတည်ပြီးတော့ဒီလိုဖြစ်တယ်ပြက်တယ်ဆိုတော့ဒီခန္ဓာ၅ပါးဖြစ်လာပုံကိုနည်းနည်းသဘောပေါက်ပါတယ်ဗျာသို့တော့ဒီကံဆိုတဲ့ကံကြောင့်ဖြစ်လာတယ်ဆိုတဲ့အပိုင်းကိုတော့တော်တော်နားလည်ဖို့တပည့်တော်မှာခက်ပါတယ်ဗျာဆိုတော့ကာမလေးပဲရှေ့ရကုသိုလ်ကံပါလာလို့အခုကံဆိုင်လို့ဆိုတော့အဲ့ဒီကံကလည်းပဲတပည့်တော်အခုအသက်90နဲ့တနည်းရှိပါပြီအဲ့ဒီမှတ်မိလဲစပြီးတော့အရွေကစပြီးတော့အမျိုးမျိုးကြုံဒုက္ခတွေ့ခဲ့ရပါတယ်ဗျာတခါတည်းလဲငါကံမကောင်းလိုက်တာအဲ့ဒါလောက်ပဲတပည့်တော်တွေးတတ်ပါတယ်ငါကံမကောင်းလို့တို့လိုဖြစ်ရတာဆိုတော့ဒီကံမကောင်းလို့ဆိုတဲ့အခါမှာတပည့်တော်ကတော့မတွေးတတ်ဘူးရှေ့ကပါလာတဲ့ကံကြောင့်ပဲလားအခုကိုလုံနေတဲ့ဟိုဒိဋ္ဌအခုပြစ္ဆုပန်ကံပဲလားဆိုတဲ့ဥစ္စာကိုတပည့်တော်တွေးနေကံဆိုတာတော့ရှေ့ကဥစ္စာလည်းဖြစ်နိုင်တယ်အခုဥစ္စာလည်းဖြစ်နိုင်တယ်သို့တော့ရှေ့ကကံနဲ့အခုပြစ္ဆုပန်ကံနဲ့ကိုတပည့်တော်ကမဆက်တတ်ပါဘူးဗျာနမသဘောနားမလည်ပါဘူးဗျာအဲ့ဒါကိုတပည့်တော်ကိုတကယ်လို့ကံအကြောင်းကိုနည်းနည်းနားလည်လို့ရှိရင်တပည့်တော်ဝိပဿနာတရားထိုင်တဲ့အခါမှာနည်းနည်းအဲ့ဒီခန္ဓာ၅ပါးဟာဒီလိုပဲခန္ဓာ၅ပါးဒီလိုဖြစ်လာတယ်ဆိုတဲ့သဘောပေါက်ပို့ပြီးတော့နားလည်နိုင်တဲ့အကြောင်းရှိပါတယ်ဗျာအဲ့ဒါတပည့်တော်ကိုကျေးဇူးပြီးတော့ကိုကြီးရှင်းပြပါလျှောက်ပါလေဗျာကျုံးကဒီလိုဆိုရင်တိတ်ကံလည်းရှိတယ်ပြစ္ဆုတ်ပံကံလည်းရှိတယ်အဲ့တော့ဒီကံကြောင့်လည်းပဲလို့တောင်းကလေးညီနေတာခစိတ်တဲ့တဲ့လာပဲသိခွင့်ရနိုင်ပါတယ်ဖြစ်ဖြစ်စုံစုံသိဖို့ဆိုတဲ့ဘိုင်းတွေကတော်တော်ခက်ခဲသို့သောတောင်းကပါမဉ္ဇဉ်မှာမဟုတ်နေပါရရှိအတွက်ကခစိတ်တဲ့လာတော့သိရင်လည်းလုံလောက်တယ်လို့ဒီလိုဆိုရှိတယ်ဒီစိတ်တဲ့လာနဲ့ပတ်သက်လို့ဒီကကြီးနေတဲ့သဘောပေါက်အောင်ဘုန်းကြီးနည်းနည်းလေးကိုပြောမယ်ရသော်ပြန်မှာဝိပဿနာစနပါရှိပါတယ်နော်ဒါအလုံးသိကြတယ်ဒီတော့ကောင်းခဲ့တဲ့ကံတွေကိုခန္ဓာရကကံတွေကိုအစွတ်ခါရကကံတွေကိုစတဲ့ဒီလိုဘုံကံမျိုးရှိအဲ့ဒီကံတွေကိုကံရဲ့အကျိုးတရားတွေကိုဘုရားရှင်ရရှိခြင်းဒီအတိတ်ကံကြောင့်ဖြစ်ပါတယ်နော်ပိဿုပံကံကြောင့်တော့မဖြစ်ဘူးသို့တော့ပိဿုပံကံကအကျိုးမပေးဘူးလားလို့မြင်เสียရှိတယ်အကျိုးပေးတဲ့ကံလည်းရှိတယ်လို့မပေးတဲ့ကံလည်းရှိပါတယ်ဘုန်းကြီးတို့သမောဒရဇောရိမယေဝယအဖြစ်ဇော9တန်ဇောနေတော့ဇော9တန်ထဲမှာနံပါတ်1ဖြစ်တဲ့ပရမဇောစေရနာမီအခါခွင့်သိကြရင်ဒီဘောမှာအကျိုးပေးတယ်ဆိုတဲ့အဆိုရှိတယ်ဒါပေမဲ့အဲ့ဒီအကျိုးပေးမှုနဲ့ပတ်သက်လို့ဘုန်းကြီးတို့ဥဒိတလက်ပြီးပြုတဲ့အခါမှာဒီအကြီးကြားဖို့ကြားပါလိမ့်မယ်မောပုံနဲ့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးနိရောဓသမဘာမှာအထဆွတ်တဲ့လူတော်ကိုရရှိတဲ့အတွက်တို့ဘာဖြစ်သွားလဲဒီဖြစ်တဲ့ရွှေတွေထွက်ထားတဲ့ခြံသာကဲတွေကခြေလုံးတွေဖြစ်သွားတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကဆုံးတာမပြောနဲ့လမ်းပြီးဒေချာဆင်ញင်ကြည့်ဆင်ញင်လိုက်တဲ့အချိန်ကမှဒီနေ့နိရောဓသမဘာမှာတော့ငါထပြီးငါဘယ်ပုဂ္ဂိုလ်ကိုချိမြောက်တဲ့လဲလို့လောကကိုသူ့ရဲ့ဒီပါချက်ကိုဉာဏ်တော်မြတ်ဖြင့်လက်မြော်ကြည့်လိုက်တဲ့အခါမောင်ဘုံတို့ဇနီးမောင်နဲ့အာယုန်နဲ့မှလာပြီးပုံနေပေါ်နေလိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရောင်မြတ်ကြီးကတို့ဘာရဲ့စိတ်စဉ်ကိုသိနေတဲ့ပရစိတ်တဝိဇ္ဇနာအဘိညာဉ်လည်းရှိနေတော့ထိုအဘိညာဉ်ဉာဏ်တော်မြတ်ဖြင့်အစဉ်တက်ပြီးတို့ရဲ့စိတ်အစဉ်နဲ့တော့ယုံနာအစဉ်တွေကိုနှံ့ပြပြီးကြည့်လိုက်တဲ့အချိန်ခါမှာငါကတော့ဒီချိမြောက်ခဲ့ရင်တို့မှာငါချိမြောက်တဲ့ကုသိုလ်ကံကိုခံကုသိုလ်ဒီကိုခံယူနိုင်တဲ့ဆွမ်းအားတွေတို့မှာရှိပါမလားလို့စဉ်းကြည့်စဉ်းလိုက်တဲ့အချိန်ခါမှာဒီကတို့ပြုစုတွေ့တော်ခဲ့တဲ့ကောင်းမှုကုသိုလ်ကံလေးရှိတယ်အဲ့ဒီကံလေးတွေကကိုပြစ္ဆုတ်ကံရဲ့အကြောင်းအထောက်အပံ့ကိုရရှိခဲ့တယ်ဆိုရင်အကျိုးပြီးတော့မှဆိုတာစတဲ့ဘုရားကတော့မြင်တာဒါပဲအတိတ်နဲ့သူကပြစ္ဆုတ်ကနှစ်ခုအဲ့ဒီခါမှာပေါင်းဆက်
တိကလည်းပြုစုပြုထောင်ခဲ့တဲ့ကုသိုလ်ကံကရှိတယ်ဒီကုသိုလ်ကံကလည်းအကျိုးပေးဖို့ရအခါခွင့်ကိုစောင့်ပြီးတော့ပြစ္ဆုတ်ကံကံကုသိုလ်ကံရဲ့အထောက်ပံ့ကောင်းကိုရခဲ့ရင်အကျိုးပေးတော့အဲ့ဒါကိုမြင်တဲ့အခါကျမှရှင်သာရိပုတ္တရာဘုရားမြတ်ကြီးကတော့ပြီးတော့ဖြည့်ဖြောက်ပေးလာပါဖြည့်ဖြောက်ပေးလိုက်တဲ့အတွက်ဒါကောင်းမှုဘက်မှာချမ်းသာသွားသို့တော့နောက်တစ်ခုတကယ်ကြီးပေးတဲ့ဒီလိုနဲ့ဆက်ဆက်နေတာကမကောင်းတဲ့အကျိုးနဲ့ကောင်းတဲ့တခြားအကျိုးတွေရှိတယ်အဲ့ဒီကောင်းကျိုးမကောင်းကျိုးတွေမှာဘုန်းကြီးတို့ဇာပေရင်တွေကဘုန်းတော်ဟောတဲ့တကယ်ကြီးပြောပေးထားလို့ဘောလေးဒုက္ခတာကိုကာယဝိညာဉ်စိတ်နဲ့ရှင်သွက်ဖြစ်ပေါ်နေတဲ့ဆင်းရဲတဲ့ဒုက္ခဝေဒနာခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ဒုက္ခဝေဒနာအဲ့ဒီလိုဒုက္ခဝေဒနာမျိုးတွေဟာဇာပေအရာပြောရင်တော့သက္ကုဝိညာဉ်မှာလည်းမကောင်းတဲ့အာယုံကိုမြင်ရတဲ့အခါရှိတယ်သောတာဝိညာဉ်အခိုက်ကလည်းမကောင်းတဲ့အာယုံနဲ့မြင်ရတာရှိပါတယ်နော်ဒီတော့ဒီသက္ကုဝိညာဉ်သောတာဝိညာဉ်ကာယဝိညာဉ်သဘာဝဝိညာဉ်ကာယဝိညာဉ်ဆိုတဲ့ဒီဝိညာဉ်တွေနဲ့ပတ်သက်ပြီးတော့ကောင်းကျိုးကိုတွေ့မြင်ရတော့မကောင်းတာတွေတွေ့မြင်ရတာဒီခန္ဓာဓာတ်ကြားတာတွေနားတာတွေဒါတွေလည်းရှိအဲ့ဒီကောင်းတဲ့အကျိုးကိုတွေ့ရခြင်းကဒီနည်းပြောရင်ကောင်းတဲ့အကျိုးကိုတွေ့တဲ့အခါမှာဖြစ်ပေါ်လာတဲ့ကုသလဝိပဿနာဟာအတိတ်ကထောက်ခဲ့တဲ့ကုသိုလ်ကံကြောင့်ဖြစ်မကောင်းတဲ့အာယုန်တွေနဲ့တွေ့ရတဲ့အကုသလဝိပဿနာဟာအတိတ်ကထောက်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဖြစ်တာဒီလိုနဲ့အဲ့ဒီကုသိုလ်အကုသိုလ်ကံတွေကိုသာဝကကျိုးအနေနဲ့ခွဲခြားသိကြပြီးကိုယ်စီအောင်သိနိုင်ဘာသာလားဆိုတော့အဲ့ဒါတော့မသိနိုင်ဘူးဒီစိတ်ကလေးသားလို့တော့သိနိုင်တယ်ဒီစိတ်ကလေးသားသိနိုင်တယ်ဆိုတာဘုန်းကြီးနမူနာလေးဖြစ်ကိုနည်းနည်းလေးထပ်ပြီးပြောနော်ဘုန်းကြီးတို့ဒီပရိစ္ဆေသမုပ္ပါဒ်ရှိတဲ့အပိုင်းမှာအတိတ်ဘက်ကိုဒါဆိုပြီးယုံနာပရမတရားတွေကိုသိသိတတ်ပြီးဖြစ်ဖို့တို့ပါတယ်အဲ့ဒီလိုအတိတ်ဘက်ကိုဒါဆိုပြီးယုံနာပရမတရားတွေကိုသိသိလိုက်တဲ့အပိုင်းမှာအတိတ်ဘဝတစ်ခုမှာလွန်ခဲ့တဲ့အတိတ်ဘဝမှာသူပြုစုပြောထောင်ခဲ့တဲ့ကံကဒါနကံဖြစ်တယ်။ဒါနကံကဘယ်နှကစေရီတော်မှာမန္တန်ဆွမ်းစီမီတွေကိုလူရမှုဆိုတဲ့ကံကဒီဘဝမှာသူ့ကိုအကျိုးပေး။ဒါပေမဲ့ဒီယောဂီမှာသူ့မှာတစ်ခုမကောင်းတဲ့အကျိုးတစ်ခုရှိနေတာကဘာနာယောဂပဲ။ဒီဘာနာယောဂဘာကြောင့်ဖြစ်ရတယ်လဲဆိုတာကိုသိချင်လို့အတိတ်ဘက်ကိုတန်စုပြီးယုံနာနေကိုသိသိခိုင်းလိုက်တဲ့အခါမှာသူကဘာသွားတွေ့လဲဆိုတော့အတိတ်ဘဝမှာကလေးဘဝနဲ့တော့ခါကြီးတော့တခုကိုမိဆောင်းမဲ့ခါချမ်းလို့မိလုံရင်းနဲ့မိဘုံလေးကိုခါကြီးတော့ဖက်လိုက်ကံကအဲ့ဒီကံလေးကအဲ့ဒီမှာခါကြီးတော့ထက်နေတဲ့အချိန်ကမှဖြစ်ပေါ်နေတဲ့အကုသိုလ်ဇောမိကြီးစိတ်အစဉ်ကိုသိသိခိုင်းလိုက်သိလိုက်တဲ့အခါကျတော့သူကဒေါသဒီသဘာဝရည်သိခြင်းမျက်စိသောသိခြင်းနဲ့ဒေါသဥဆောင်နေတဲ့အကုသိုလ်ဇောမိကြီးဖြစ်အဲ့ဒီအကုသိုလ်ဇောမိကြီးကိုသင်္ခါရတရားလို့ခေါ်တယ်ဒီသင်္ခါရတရားတွေချုပ်ပြသွားတဲ့အချိန်ခါမှာနောက်တစ်ချိန်မှာမကောင်းတဲ့အကျိုးကိုပေးဖို့ရစွန့်ရင်သတ္တိအနေနဲ့ထိုင်ခဲ့တဲ့ကမ္မတ္တိလေးရှိတယ်အဲ့ဒီကမ္မတ္တိကကံပဲအဲ့ဒီကမ္မတ္တိကိုမြင်အောင်ပထမကြည့်ရကြည့်ပြီးတဲ့အချိန်ကမှဒီကအသက်ရှူကြက်လာတဲ့အချိန်ကမှဖြစ်ပေါ်တဲ့ယုံနာတွေရှိတယ်အဲ့ဒီယုံတရားတွေနံတရားတွေနဲ့ဟိုဘက်နဲ့ဒီဘက်နဲ့အကြောင်းကျိုးဆက်ကြည့်လိုက်တဲ့အခါဒီခါကြီးကိုမီးရှို့ပြီးတတ်ခဲ့တဲ့အကုသိုလ်ကံကဒီလိုပန်းနိုင်ရောက်တာဖြစ်အောင်ကျေစုပြုနေတယ်ဆိုတာသူလည်းသိတာကဘယ်လိုလုပ်သိလဲဆိုတဲ့နမူနာလေးကိုစနစ်တကျသိအောင်ဘုန်းကြီးဘက်ကသင်ပေးတဲ့စနစ်ကတော့ဘုန်းကြီးတို့ဒီမှာဝေမနောအကြီးခေါ်တဲ့ဒီရှုပ်ဘက်ကိုရှုကြည့်ဒီကဝေမနောအကြီးခေါ်တဲ့မိုင်းတို့ခေါ်တာပေါ့လေမနောဒရာလေးကိုနှမ်းကြည့်ရသိသိကြပြီးတော့ဒီမနောဒရာကိုသိသိပြီးတော့လက်ကလေးတစ်ခုကိုကိုယ်လိုက်ဆန်းလိုက်လွတ်လိုက်တဲ့အခါမှာဒီမှာကိုယ်ကျင်နေတဲ့အဆိုင်ကျင်နေတဲ့စိတ်ကလေးရှိကိုယ်ကျင်ဆန်းကျင်နေတဲ့စိတ်ကြောင့်ကိုယ်ကျင်ဆန်းကျင်တဲ့ကိုယ်ရဲ့ဆန်းတဲ့အမှုရာအဖြစ်ဖြစ်ပေါ်နေတဲ့စိတ်ဆိုင်ရုပ်တွေဒီကုလုံးပြန်သွားပါတယ်ဒါပေမဲ့အတူတူဒီမှာပုံပြန်လာပြန်လာတဲ့လက်ကိုကိုယ်တော့မဟုတ်အဲ့ဒီအထိလိုက်ကြည့်လိုက်တဲ့အခါဒီမှာယုတ်ကလတ်ကြီးတက်ခွန်းနေဘုရားဘုန်းကြီးပြောနေတဲ့44မျိုးသောယုတ်ပဲအဲ့ဒီ44မျိုးသောယုတ်ထဲမှာစိတ်ကြောင့်ဖြစ်တဲ့ယုတ်လည်းပါနေတယ်အဲ့ဒီစိတ်ကြောင့်ဖြစ်တဲ့ယုတ်တွေကိုသာသိသိလိုက်တဲ့အခါယုတ်ကလတ်ဒီဘုရားမှာဘုရားဘောဓိသောဝါယအစင်းနဲ့ယတာဩဇာနဲ့ဘုရားဝိသောအချင်းရအဖြစ်ဆံသောအချင်းရအဖြစ်ဖြစ်ပေါ်နေတဲ့ကာဝိညာဝိလိုဆံသောလွယ်ကူတယ်ဆိုရင်တော့လုံးတော်မလို့တာကံမြညာလည်းပါနေတဲ့အတွက်ယုတ်ကလတ်တစ်ခုမှာသဘောတရားလေးတွေကိုယ်ကိုသုံးဖို့12ခုလောက်အဖြစ်ရှိတတ်ပါတယ်အဲ့ဒီယုတ်တရားလေးတွေကိုသိသိပြီးတော့ဒီဘက်ကစိတ်နဲ့ဒီယုတ်တရားတွေနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတာကိုထက်ကကြည့်လိုက်စိတ်ကြောင့်စိတ္တယုတ်ဖြစ်ဖြစ်အဲ့ဒီပုံစံတော့ပဲအတိတ်ကကမ္မတ္တိကိုရှားဖွေသိရှိတဲ့ယောဂီတို့ကောင်းကအတိတ်ကဒီကမ္မတ္တိကြောင့်ဒီဘက်ပေါ်မှာရည်ကျက်တဲ့အချိန်ကမှဖြစ်ပေါ်နေတဲ့ယုတ်တရားတွေနံတရားတွေနဲ့ကြောင်းကျိုးဆက်နွယ်မှုရှိမရှိကိုဒီဘက်ကြည့်တဲ့ဟိုဘက်ကြည့်တဲ့ကြည့်လိုက်ရင်အကြောင်းနဲ့အကျိုးဆက်ဆက်နေတာသွားပြီးသို့တော့ဒီနေရာမှာလည်းကြည့်တဲ့သိထားတဲ့အချက်အကြောင်းတရားထင်ရှားဖြစ်ခြင်းကြောင့်အကျိုးတရားထင်ရှားဖြစ်တယ်ဆိုပြီးတော့ဒီလိုတော့ဘုရားရှင်ကနားလည်အောင်တော့ခေါ်တာ
သို့တော့တကယ်အတိအကျဣတိဣမသမေသတိဣဒဟောတိဣမသောဘာဒဣဒဥပ္ပစ္စတိဤကြောင့်များဒီသင်္ချာရှိခင်ဤကျိုးတရားကဖြစ်ပေါ်လာတဲ့ဤကြောင့်များဖြစ်ခြင်းကြောင့်ဤကျိုးတရားကဖြစ်တယ်ဆိုပြီးဒီလိုသဘောပဲရှိတယ်ဆိုလိုတာကဒီဘက်ကကမ္မတတိကနေမှကမ္မတတိကိုရှားဖွေတွေ့ရှိတဲ့အခါမှာဒီကမ္မတတိကငါဒီကျိုးတရားတွေဖြစ်အောင်လုပ်မယ်ဆိုတဲ့ကြောင့်ကြဗျာပါဒသူတို့မှမရှိဘူးသူတို့ကအဗျာပါဒမိဟိကအာထုဖို့ဘာမှမရှိဘူးဒီကြောင့်တရားပေါ်လာတဲ့ဒီကျိုးတရားကပေါ်လာဒီကြောင့်တရားပြောက်သွားတဲ့ဒီကျိုးတရားကလည်းပြောက်ပါတယ်အဲ့ဒီသဘောပဲဒါကိုကြောင့်ကျိုးဆက်တယ်လို့တော့ဘုရားကနားလည်အောင်ပြောတယ်ပရမတရားတွေမှာသူကကြောင့်ကြဗျာပါဒဘာမှမရှိဘူးကြောင့်ကြဗျာပါဒမရှိတဲ့အတွက်ကြောင့်ကြဗျာပါဒကိုဒီနေ့ကဒီကိုဖြစ်အောင်လုပ်နေတဲ့လှုပ်ဆောင်နေတဲ့သဘောရှိသလားလို့လိုက်ကြည့်ရင်ဆရာတို့ဘယ်လိုလဲဒီကြောင့်များဖြစ်တဲ့ဒီကျိုးတရားကဖြစ်သွားတယ်အစင်းနဲ့ဒါဒီကြောင့်များချုပ်သွားတဲ့ဒီကျိုးတရားလည်းချုပ်ပါမယ်အဲ့ဒီသဘောအဲ့ဒီသဘောကိုတကယ်ကြီးပြန်ပြန်ပြည့်ပြည့်နဲ့လက်ပြပြည့်စုံမှုကိုရှုနေတဲ့အစင်းအထိကြိုးစားပါနော်ဆရာတော်